မပါပဲသူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုကျွမ်းနိုင်သမျှပေးဆက်ခြင်းကိုယ့်ရဲ့ပိုင်ဆိုင်ရာပစ္စည်းဥစ္စာချိန်နဲ့ပညာဆွလုံးမြဝေသူတို့စိတ်နှလုံးသားမှာမျောလေးတဲ့ကင်းသောယူစင်ရင်မြတ်တာသာနာခြင်းငါကယူနာပါငုံမျက်စိထားရှိသူတို့သာတကယ်မွန်မြတ်တဲ့အလုပ်ကိုလုံနိုင်တာပရာဟိတပါမဖဲမဆောင်ကိုလန်းညငိုရှင်းရှုတာနဲ့စိတ်ကောင်းရဲ့ရှင်မွန်မြတ်ခြင်းနဲ့တန်ပရာ